ကွန်ယူထောင်ထဲရောက်ချင်းမှာပဲထောင်တွင်းကိုင်းကောင်းဆောင်ကအကျဉ်းသားနှစ်ဦးကိုအဝတ်စားချွတ်ခိုင်းပြီးကွန်ယူကိုသူအတက်မှပြုကျင့်ခဲ့ပုံနဲ့တက်ခဲ့ပုံကိုပြန်လည်တရုပ်ဆောင်ခိုင်းပါတယ်။ကွန်ယူကထိုကိုင်းကောင်းဆောင်ကိုယွန်းစရာကောင်လို့ဆဲဆိုပေမဲ့ကောင်းဆောင်ကညှင်းဆန်ရင်တခြားအကျဉ်းသားတွေကသူ့ကိုယ်ပေါ်မှာတရုပ်ပြက်လိုက်မယ်လို့ချင်းချောက်ပါတယ်။အမျိုးသားတစုကသူ့ကိုဖိကျုပ်လိုက်ကြပါတယ်။တစ်ချိန်တည်းမှာပဲကွန်ယူရဲ့မိခင်ဟာအစိုးရအဆောက်အုံရှေ့မှာဆန္ဒပြစာတမ်းကိုကင်ပြီးတရားမျှတမှုအတွက်တောင်းဆိုနေပါတယ်။သူမရဲ့သားဟာမာယွင်းစွာဆွဆွဲခံထားရတာပါ။အတိတ်ကိုပြန်ကြည့်ရရင်အဲ့ဒီနေ့ကကွန်ယူဟာအင်တာနက်ကဖေးတစ်ခုမှာမိန်းကလေးတဦးရဲ့ဖုန်းကိုတွေ့ခဲ့တာပါ။ဖုန်းပိုင်ရှင်ကပြန်ခေါ်လာပြီးဖုန်းပြန်ပေးရင်ယွန်3 တန်းစုချမယ်လို့ကတိပေးခဲ့ပါတယ်။အင်တာနက်သုံးဖို့တောင်ပိုက်ဆံမရှိတဲ့ကွန်ယူဟာဒီပိုက်ဆံကိုကြားတာနဲ့ဖုန်းကိုလိုက်ပို့ဖို့အလျင်စလိုထွက်လာခဲ့ပါတယ်။သူလိပ်စာအတိုင်းဘီလာအိမ်တအိမ်ကိုရောက်လာပြီးတကားခောက်ပေမဲ့အတန်မကြားလို့အထဲဝင်ကြည့်လိုက်တယ်။ရေချိုးခန်းထဲမှာတယောက်ရေချိုးနေတာကိုတွေးတော့ဖုန်းယောက်ကြောင်းအော်ပြောလိုက်တယ်။ရေချိုးနေသူအမျိုးသမီးကပိုက်ဆံကအိတ်ခမ်းထဲကကုတင်ပေါ်မှာရှိတယ်ကိုဘာသာယူသွားလို့ပြောပါတယ်။ကွန်ယူလည်းပိုက်ဆံယူပြီးထွက်လာခဲ့တယ်။မထွက်ခင်မှာနောက်ဆိုတကားကိုတေချာပိတ်ဖို့အန်ရကင်းဖို့တတိပေးခဲ့ပြီးထွက်ခွာသွားပါတယ်။နောက်တနေ့မနက်ကွန်ယူဆိုဖာပေါ်မှာအိတ်နေတုံးသူ့တကားကိုရဲအုပ်စုတစုကဖွင့်ဝင်လာပြီးသူ့ကိုကျမ်းပြင်ပေါ်ဖိချုပ်ဖမ်းဆီးလိုက်ပါတယ်။ကွန်ယူကြောင်သွားပေမဲ့သူ့အိမ်မှာသွေးတွေပေနေတဲ့ဓာတ်တစ်ချောင်းကိုတတိထားမိလိုက်တယ်။အဲ့ဒီကနေသူ့ကိုရဲစခန်းခေါ်သွားပါတယ်။မီဒီယာတွေကကွန်ယူဟာမိန်းကလေးတဦးကိုအတမပြုတ်ကျင့်ပြီးတက်ခဲ့ကြောင်းသတင်းတွေစတင်ဖော်ပြပါတယ်။ရဲတွေကတေဆုံးသူရဲ့ခန္ဓာကိုယ်ပေါ်မှာကွန်ယူရဲ့လက်ပွေတွေအများကြီးတွေ့ရှိခဲ့ပြီးလူတက်လက်နက်သားမှလည်းသူ့လက်ပွေတွေသာတွေ့ရပါတယ်။ဒါအပြင်စုံစမ်းစစ်ဆေးမှုအရသူဟာတေဆုံးသူရဲ့အိမ်ကိုအရင်ညကရောက်ခဲ့တယ်ဆိုတာဖော်ထုတ်နိုင်ခဲ့ပါတယ်။ခိုင်မာလုံးတဲ့သက်သေတွေအားလုံးကသူ့ကိုဆွဆွဲနေချိန်မှာကွန်ယူတယောက်တည်းသာသူ့အဖြစ်ကင်းတယ်ဆိုတာသိနေပါတယ်။လူထုဖိအားကြောင့်သူ့ကိုတရားရုံးသို့အလျင်မြန်ပို့ဆောင်ခဲ့ပါတယ်။ကွန်ယူရဲ့မိခင်ကရှေ့နေမင်းရှင်ဆန်းကိုငှားရမ်းပေးခဲ့ပါတယ်။သို့တော်ရှေ့နေကကွန်ယူကိုကာကွယ်မပေးဘဲတရားသူကြီးကိုတသက်တကျွန်းပြစ်ဒဏ်ချမှတ်ဖို့နဲ့တောင်ကိုရီးယားရဲ့အပြစ်အကြီးဆုံးရာဇဝတ်သားတွေအတွက်တည်တံ့ထားတဲ့လုံခြုံရေးအမြင့်ဆုံးထောင်ထဲမှာထည့်ဖို့တောင်းဆိုလိုက်ပါတယ်။ထောင်ထဲရောက်ချင်းပဲထောင်ပေါ်မာတော့စုကသူ့ကိုစတင်ဒုက္ခပေးပါတယ်။ထောင်ထဲမှာအဓမ္မပြုကျင့်သူဆိုတာအမုန်းဆုံးရာဇဝတ်မှုဖြစ်လို့ပါ။မာတော့စုကသူ့ကိုဒူးထောက်ခိုင်းတော့မှကွန်ယူကအရင်ဦးအောင်ခေါင်းနဲ့တိုက်ပြီးမာတော့စုကိုမြေပေါ်လဲကျစေခဲ့တယ်။နှစ်ပေါင်းများစွာထောင်ပေါ်လုပ်ခဲ့တဲ့မာတော့စုဟာဒီလိုအရှက်ရတာမျိုးတစ်ခါမှမခံခဲ့ရဘူးတာကြောင့်ဒေါသထွက်ပြီးကွန်ယူကိုတက်ပစ်ဖို့ကြံရွယ်ပါတယ်။ထိုစစ်အချင်းဦးစီးမှုရောက်လာပြီးတားဆီးခဲ့ပါတယ်။ကွန်ယူကအချင်းဦးစီးမှုကသူ့ကိုကူညီမယ်လို့ထင်ခဲ့ရမယ်။ဦးစီးမှုကတုံးနဲ့ရိုက်ပြီးသူ့ကိုတတိမေ့သွားအောင်လုပ်လိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာကွန်ယူဟာထောင်ထဲမှာအရှက်ရမှုနဲ့နှိပ်စက်မှုတွေကိုနေ့တိုင်းခံစားရတော့တာပါပဲ။နောက်ဆုံးမှာကွန်ယူမခံနိုင်တော့ပဲကိုတက်တည်ဖို့စူးစမ်းခဲ့ပေမဲ့လုံခြုံရေးတွေအချိန်မီရောက်လာလို့တားဆီးနိုင်ခဲ့ပါတယ်။ဒီနေ့သူ့မေလာတွေ့ပြီးတက်တည်တူတွေ့ထားပြီးဖြစ်ကြောင်းပြောပါတယ်။သူ့ခန္ဓာကိုယ်ကဒဏ်ရာတွေကိုမြင်တော့တီးခံဖို့နဲ့သူ့သားကိုအပြစ်ကင်းအောင်လုပ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။သူ့ရှေ့နေမင်းရှင်ဆန်းကသူမနောက်မှာရက်နေတာကိုမြင်တော့ကွန်ယူလဲရှင်တန်ဖို့မျှော်လင့်ချက်ပြန်လဲရရှိခဲ့ပါတယ်။နေ့တိုင်းအရိုက်ခံရပေမဲ့အသက်အန္တရာယ်ရှိတဲ့နေရာတွေကိုကာကွယ်ခဲ့ပါတယ်။တယောက်တည်းအခန်းထဲမှာရှိတုန်းကွန်ယူဟာတိုက်ကွန်ဒိုအားကစားသမားဟောင်းဖြစ်တာကြောင့်သူ့ရဲ့အကောင်းဆုံးအခြေအနေကိုပြန်လဲရရှိအောင်လေ့ကျင့်ခဲ့ပါတယ်။တရက်မှာတော့ကွန်ယူဟာမာတော့ဆူးကိုတမင်တကာစိန်ခေါ်လိုက်တယ်။မာတော့ဆူးသူ့ကိုရန်ဆက်တာကိုဖမ်းမိတာနဲ့ချက်ချင်းရင်ဆိုင်ဖို့ရောက်လာခဲ့ပေမဲ့ကွန်ယူပြင်ဆင်ထားပြီးသားပါ။သူဟာတန်မိုတွေကိုများတွေအဖြစ်ပြုလုပ်ထားပြီးရာဘာကျိုးနဲ့လေးခုတစ်ခုဖန်တီးထားပါတယ်။မာတော့ဆူရဲ့လူတွေပြေးလာတော့မှကွန်ယူကများတွေနဲ့ပစ်ချခဲ့ပါတယ်။ဒါပေမဲ့မာတော့ဆူကတော့တန်ချောင်းကိုကင်ပြီးစောင့်နေပါတယ်။ကွန်ယူစီမှာများတွေထက်ရှိနေတာကိုမမျှော်လင့်တဲ့မာတော့ဆူရဲ့လက်မောင်းကိုများကထိမှန်သွားပါတယ်။ကွန်ယူကကန်လိုက်ပြီးသူ့ကိုအလဲထိုးလိုက်ပါတယ်။ရုတ်တရက်အချင်းဦးစီးမှုရောက်လာပြီးကွန်ယူကိုဧည့်သည်လာတွေ့ရလို့ပြောပါတယ်။ဧည့်သည်ကမင်းရှင်ဆန်းဖြစ်နေပါတယ်။ကွန်ယူကသူ့မေဘာလို့မလာတာလဲလို့အံ့အားသင့်နေတော့အချင်းဦးစီးမှုကတေဆုံးကြောင်းလက်မှတ်ပါတဲ့စာရွက်တစ်ရွက်ပေးလိုက်ပါတယ်။မင်းရှင်ဆန်းကကွန်ယူရဲ့မိခင်ကိုအဆုံးစီရင်သွားကြောင်းဖွင့်ဟလိုက်တဲ့အခါကွန်ယူမယုံနိုင်အောင်ဖြစ်သွားပါတယ်။နောက်ဆုံးတွေ့ချိန်ကသူ့ကိုမစွန့်လွတ်ဖို့နဲ့ကြမ်းကြမ်းခံဖို့ပြောခဲ့တဲ့မိခင်ကဘာလို့ကိုတက်တည်ရတာလဲ။အဲ့ဒီနေ့ထောင်ဝင်းအတွင်းလမ်းလျှောက်ချိန်မှာမာတော့ဆူကကွန်ယူကိုတက်ဖို့ကြံရွယ်ပါတယ်။ဒါပေမဲ့ကွန်ယူကအသင့်ဖြစ်နေပြီးမာတော့ဆူရဲ့မျက်နှာကိုဓာတ်နဲ့ချစ်လိုက်ပါတယ်။အချင်းဦးစီးမှုကတင်းနဲ့ချိန်ပြီးဓာတ်ကိုချခိုင်းတဲ့အခါကွန်ယူဟာသူ့ဘိုက်ကိုသူဓာတ်နဲ့ထိုးသွင်းလိုက်ပါတယ်။ဒါကသူ့ရဲ့အစီအစဉ်ပါ။သူထွက်ပြေးဖို့လိုအပ်ပါတယ်။အပြစ်ကင်းကြောင်းတက်တည်ပြဖို့တခုတည်းသောနေလမ်းပါ။သူ့မေဟာကိုတက်တည်တာမဖြစ်နိုင်ဘူးဆိုတာသူသိပြီးတကယ့်တရားခံကိုရှာဖွေပြီးလက်စားချေရပါမယ်။အချင်းဦးစီးမှုဟာကွန်ယူနဲ့မာတော့ဆူနှစ်ဦးလုံးကိုဆေးရုံသို့ခေါ်သွားပါတယ်။လမ်းမှာကွန်ယူတတိပြန်ရလာပြီးလုံခြုံရေးကိုထိုးကျလိုက်ပါတယ်။ရှုပ်ထွေးမှုကြားမှာဒတိုင်းပါမတော်တဆကားမောက်သွားပါတယ်။ကွန်ယူထွက်ပြေးဖို့လှုပ်တုံးမှာအချင်းဦးစီးမှုကသူ့နောက်ကနေတင်းနဲ့ချိန်လိုက်တယ်
ကွန်ယူလက်ကြည့်လိုက်ပေမဲ့အံ့စရာကောင်းစွာအချင်းဦးစီးမှုကတင်းနက်ကိုပြန်ချလိုက်ပါတယ်။သူ့ကိုအပြစ်ကင်းတယ်လို့ယုံကြည်ပုံရပါတယ်။သူထောင်ကထွက်ပြေးတဲ့တင်းဟာချက်ချင်းပြန့်နှံ့သွားပြီးတနိုင်ငံလုံးကလိုက်လံရှာဖွေမှုတွေပြုလုပ်ပါတယ်။ထွက်ပြေးနေစဉ်ကွန်ယူဟာကားပြက်နေတဲ့အာဖရိကစုံတွဲတွဲကိုတွေ့ပြီးကူညီပေးခဲ့ပါတယ်။ကားပြင်ပြီးတော့စုံတွဲကသူ့ကိုအကူအညီနဲ့စီးနှင်းခွင့်ပေးလိုက်ပါတယ်။ရဲစစ်စေးရေးဂိတ်ကိုရောက်တော့ကွန်ယူအလျင်မြန်ခေါင်းငုံလိုက်တယ်။အာဖရိကစုံတွဲကဒါကိုသတိထားမိပြီးရဲတွေစစ်ဆေးတဲ့အခါလေရင်မီအောင်သွားရမယ်ဆိုပြီးကိုရီးယားစကားကိုကျိုးတိုးကျဲနဲ့ရည်ရွယ်ချက်ရှိပြောတော့ရဲတွေကလွတ်ပေးလိုက်ပါတယ်။လေးစိတ်ရောက်တော့အားလက်ရက်အပန်းဖြေခီးထွက်မဲ့စုံတွဲကသူတို့ကားကိုကွန်ယူကိုပေးခဲ့ပါတယ်။အဲ့ဒီညနေမှာသူ့ရှိနေရုံးခန်းကိုပြန်ရောက်လာပြီးကွန်ယူကိုတွေ့လိုက်ရလို့ထိတ်လန့်သွားပါတယ်။ကွန်ယူမှာသွားစရာနေရာမရှိတော့ပါဘူး။မင်းရှင်ဆန်းကသူ့ရှိနေဖြစ်တဲ့အတွက်သူ့အမေဘလို့တည်ဆုံးသွားလဲဆိုတာသိချင်နေပါတယ်။မင်းရှင်ဆန်းကသူ့အမေရဲ့ပစ္စည်းတွေကိုကွန်ယူကိုပေးလိုက်တယ်။ရုတ်တရက်အပြင်ဘက်မှာရဲကားတန်တွေမြည်လာတယ်။မင်းရှင်ဆန်းကရဲကိုခေါ်ထားပြီးသားဖြစ်ကြောင်းဝန်ခံပြီးလက်နက်ချဖို့တိုက်တွန်းပေမဲ့ကွန်ယူအလျင်မြန်ထွက်ပြေးသွားပါတယ်။ကွန်ယူအင်တာနက်ဆိုင်တစ်ခုကိုတွားပြီးသူ့အမှုအကြောင်းရှာဖွေနေတော့ကွန်ပျူတာပေါ်မှာဖြစ်ရတစ်ခုလုံးကိုအသေးစိတ်ဖော်ပြထားတဲ့ဗီဒီယိုတစ်ခုပေါ်လာတယ်။အဲ့ဒီဗီဒီယိုမှာကွန်ယူဟာလူသက်သမားမဟုတ်ကြောင်းကိုထောက်ပြတဲ့အချက်လက်ကွဲလွဲမှုတွေကိုမိမောင်းထိုးပြထားပါတယ်။ကွန်ယူဖုံးသွားဖို့တဲ့အခါမင်းကလေးရဲ့အိမ်မှာ2 မိနစ်သာရှိခဲ့ကြောင်းအဲ့ဒီ2 မိနစ်အတွင်းမှာမင်းကလေးကို9 ချိန်အတမပြုခြင်းဖို့တက်ဖို့ပြီးတော့တက်တည်ဖြက်စီးဖို့ရေချိုးကန်နဲ့ရွှေ့ဖို့ဆိုတာမဖြစ်နိုင်ကြောင်းထောက်ပြထားပါတယ်။ဗီဒီယိုဖွင့်နေတော့မှကွန်ယူရဲ့နားချက်ကနေသူ့ဂိမ်းဖွဲ့သားရဲ့ရင်းနှီးတဲ့အတန်တစ်ခုထွက်ပေါ်လာတယ်။အဲ့ဒီအတင်းဖော်ရဲ့အွန်လိုင်းနာမည်က YOU ဖြစ်ပါတယ်။ YOU ကကော်ဖီဆိုင်တစ်ခုမှာတွေ့ဖို့ညွှန်ကြားလိုက်ပါတယ်။ကွန်ယူကော်ဖီဆိုင်ရောက်တော့သူ့အတင်းဖော် YOU ဟာတကယ်တော့မိန်းကလေးငယ်လေးတဦးဖြစ်နေတာကိုမြင်ပြီးအံ့အားသင့်သွားတယ်။ဂိမ်းထဲကသူ့ရဲ့ခက်ကြမ်းကြမ်းအတန်ကအတန်ပြောင်းတဲ့ဆက်ကြောင်ဖြစ်နေတာပါ။ YOU ကသူ့ကိုကျေးလက်ဒေတာကသူ့နေရာကိုခေါ်သွားပြီး YOU ဟာဟက်ကာတဦးဖြစ်ကြောင်းမကြခင်မှာကွန်ယူသိလိုက်ရပါတယ်။အခန်းထဲမှာစာပါတွေအပြည့်ပါပဲ။ YOU ကအရသာရှိတဲ့အစားအစာတွေချက်ပြုတ်ပေးပြီးအကြာကြီးဘိုက်ဝအောင်မစားရသေးတဲ့ကွန်ယူဟာငိုရင်းစားပါတယ်။ YOU ကတခြားအဖွဲ့သားတွေမကြခင်ရောက်လာတော့မှမို့မငိုဖို့ပြောလိုက်ပါတယ်။သူမစကားဆုံးတာနဲ့အပြင်ဘက်မှာအမျိုးသား3 ဦးပေါ်လာတယ်။ကွန်ယူဟာသူ့ဖွဲ့သားတွေကိုတခါမှကိုယ်တိုင်မတွေ့ဘူးတာကြောင့်ကြောက်ရွံ့သွားပါတယ်။ဒီလူတွေဟာသူ့ရဲ့နှစ်ပေါင်းများစွာဂိမ်းကစားဖော်တွေဖြစ်ပါတယ်။ဖြက်စီးသူဆိုတဲ့တဦးကနေပညာမြင့်မားတဲ့သူဒေသနာကိုအထူးပြုလုပ်သူမစ္စတာဟယ်ရီကတော့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကျွမ်းကျင်သူအသက်ကြီးတဲ့တယောက်ကဘီသူကပညာရှင်ပါမောက္ခဖြစ်ပါတယ်။သူတို့သူငယ်ချင်းတွေဟာကွန်ယူပြစ်ကင်းတာကိုသိတဲ့အတွက်အကူအညီပေးဖို့ရောက်လာကြတာပါ။သူတို့အစားတောက်စားပြီးတော့ YOU ကကွန်ယူလိုမျိုးမားယင်းစွာထောင်ချခံရတဲ့ဖြစ်ရပ်တွေဟာမရှားပါကြောင်းအမြဲတမ်းသက်သေထောက်ထားအပြည့်စုံရှိပြီး24 နာရီအတွင်းတရားခံဖမ်းမိတဲ့တူညီတဲ့လက္ခဏာတွေရှိကြောင်းပြောပြပါတယ်။ YOU ဟာစပွဲကင်းကိုဆွဲဖယ်လိုက်ရာစပွဲတစ်ခုလုံးဟာကွန်ပျူတာမျက်နှာပြင်များစွာနဲ့လုပ်ထားတာကိုတွေ့ရပါတယ်။ YOU ဟာကွန်ယူရဲ့အမှုကိုစတင်စုံစမ်းနေပြီးတန်တရားဖြစ်ဖွယ်အမှုအခင်းအလုံးကလုံခြုံရေးကင်မရာမှတ်တမ်းတွေကိုပြန်ကြည့်ရမှာထက်ကားတစ်စီးဟာမှုခင်းတိုင်းမှာပေါ်လာတာကိုတွေ့ရှိခဲ့ပါတယ်။ YOU ဟာသူ့ရဲ့နေပညာတွေနဲ့ထိုထက်ကားကိုရှာဖွေနိုင်ခဲ့ပါတယ်။ကွန်ယူနဲ့မစ္စတာဟယ်ရီတို့ဟာထက်ကားရထားတဲ့အမိုက်ပုံကိုတွားကြပါတယ်။ရုတ်တရက်ဝတ်စုံဝတ်ထားတဲ့အမျိုးသားချို့ရောက်လာပြီးကားနဲ့မောင်းထွက်သွားပါတယ်။ကွန်ယူသူတို့ကိုလိုက်ဖို့ဆုံးဖြတ်ပြီးမစ္စတာဟယ်ရီကိုထက်ကားကိုစောင့်ကြည့်ဖို့ပြောခဲ့ပါတယ်။ကွန်ယူသူတို့ကိုလိုက်သွားရာဘီလာအိမ်တစ်လုံးကိုရောက်သွားပြီးတကားပေါက်ကနေချောင်းကြည့်လိုက်ရာမယုံကြည်နိုင်စရာမြင်ကွင်းကိုတွေ့ရပါတယ်။ဘီလာအိမ်ဟာမှုခင်းမြင်ကွင်းတူဖြစ်ပြီးသူလိုက်လာတဲ့သူတွေဟာရှင်းလင်းရေးလုပ်နေကြကအလောင်းကိုတစ်တာထဲထည့်ပြီးယူသွားပါတယ်။ကွန်ယူသူတို့ကိုဟိုတယ်တစ်ခုအထိဆက်လိုက်သွားပြီး YOU ကိုဟိုတယ်စနစ်ကိုဟက်ခိုင်းကလူတွေအလောင်းထည့်ထားတဲ့အခန်းထဲကိုဝင်သွားပါတယ်။ဒီလူတွေဟာအရန်ကျွမ်းကျင်ကြပြီးအလောင်းကိုကွန်တိန်နာထဲထည့်ကပုံမှန်ရေတစ်ခုဖြစ်ပြီးတော့ဆံပင်တွေအမြင်တွေကိုအခန်းထဲဖြန့်ကျဲပြီးလက်ပွေသုံးတဲ့လက်အိတ်တွေနဲ့လက်ပွေတွေကိုနေရာနှံ့ဖြန့်ကျဲခဲ့ကြပါတယ်။အလုပ်ပြီးတော့သူတို့ထွက်သွားပါတယ်။ကွန်ယူပေါ်လာပြီးဒီမြင်ကွင်းကိုကြည့်လိုက်ရာသူဘလို့ထောင်ချောက်ဆင်ခံခဲ့ရတယ်ဆိုတာနားလည်သွားပါတယ်။ကွန်ယူမသိလိုက်တာကသူ့ရဲ့ရှေ့နေဟောင်းမင်းရှင်ဆန်းဟာ TV ထဲကကင်မရာကနေတဆင့်သူ့ကိုလှမ်းကြည့်နေတာပါ။တကယ်တော့မင်းရှင်ဆန်းဟာအရာရာရဲ့နောက်ွယ်ကကြိုးကင်သူဖြစ်ပါတယ်။တစုံတယောက်ကလူတက်မှုကျူးလွန်ရင်မင်းရှင်ဆန်းစီလာပြီးသူကတခြားသူတယောက်ကိုအပြစ်တင်ဖို့အတွက်အရာအလုံးကိုပြည့်ပြည့်စုံစွာစီစစ်ပေးတာဖြစ်ပါတယ်။ဒါကကွန်ယူထောင်ချောက်ဆင်ခံရပုံပါ။ဒီအမှုမှာတော့လွတ်တော်မတ်ရဲ့သမီးကလူတက်မှုကျူးလွန်ခဲ့တာဖြစ်ပြီးလွတ်တော်မတ်ကသူ့သမီးအတွက်မင်းရှင်ဆန်းကိုအဆအဆုံးရှင်းလင်းခိုင်းခဲ့ပါတယ်။မင်းရှင်ဆန်းဟာကွန်ယူခုမှမြင်ခဲ့ရတဲ့အခန်းထဲမှာအခြားမိန်းကလေးတဦးကိုထောင်ချောက်ဆင်ဖို့ကြံစီနေတာပါ။ကွန်ယူအဲ့ဒီအခန်းထဲရောက်နေတာကိုမြင်တော့မင်းရှင်ဆန်းဟာမာတော်ဆူးကိုထောင်ကနေလွတ်ဖို့ဖုံးခေါ်ပြီးကွန်ယူကိုရှင်းခိုင်းလိုက်ပါတယ်။ကျေးလက်ဒေတာမှာကွန်ယူနဲ့သူ့အဖွဲ့ဟာကားကိုပြုပြင်မွမ်းမံပြီး 1.0 engine ကို 3.0 engine နဲ့အစားထိုးလိုက်ပါတယ်။ကွန်ယူဟာမင်းရှင်ဆန်းက
သူ့ကိုထောင်ချောက်ဆင်ခဲ့တာတိလိုက်တာနဲ့လက်စားချေဖို့ပြင်ဆင်လိုက်ပါတယ်။ YOU ကမင်းရှင်ဆန်းရုံးခန်းကကွန်ပျူတာကိုဟက်ပြီးသူ့ရဲ့အဖြစ်တွေကိုတွေ့ရှိခဲ့ပါတယ်။မင်းရှင်ဆန်းရဲ့လူတွေကမှုခင်းမြင်ကွင်းအသစ်တစ်ခုကိုပြင်ဆင်ဖို့လုပ်နေတော့မှရုတ်တရက်စီဖိုးပောက်ကွဲပစ္စည်းကိုသူတို့ကားရှိလေကမှန်ပေါ်ပစ်ချလိုက်တော့သူတို့ထိတ်လန့်တကြားကားတွေကခုန်ထွက်ပြေးရပြီးကားကပောက်ကွဲပျက်စီးသွားပါတယ်။မင်းရှင်ဆန်းကသူ့လူတွေအစီအစဉ်အောင်မြင်သွားပြီထင်ပြီး TV ဖွင့်လိုက်တော့သတင်းလာတော့မယ်လို့ပြောလိုက်ပါတယ်။တကယ်တမ်း TV မှာသတင်းထွက်လာပေမဲ့ဖန်ခွက်ကွန်တိန်နာထဲမှာတေဆုံးနေတဲ့အမှုပညာရှင်အမျိုးသားတဦးအကြောင်းဖြစ်ပါတယ်။သတင်းထောက်တွေအခန်းထဲကိုဝင်သွားတော့အခန်းထဲမှာတကယ်လူသက်သမားဖြစ်တဲ့လွတ်တော်မတ်ရဲ့သမီးကိုတွေ့လိုက်ရပါတယ်။သူမဟာအလောင်းကိုမြင်တော့မှဒါဟာကွမ်ယူနဲ့သူ့ဖွဲ့ရဲ့လက်ချက်မှန်နားလည်သွားပါတယ်။မင်းရှင်ဆန်းဟာတယောက်ယောက်ကိုထောင်ချောက်ဆင်မယ်ဆိုတာသိလို့သူတို့ကမင်းရှင်ဆန်းရဲ့လူတွေကိုကြားဖြတ်ဖမ်းပြီးအဲ့ဒီမိန်းကလေးကိုမြင်ကွင်းကိုခေါ်လာခဲ့တာပါ။မင်းရှင်ဆန်းသတင်းကြည့်ပြီးသူရှုံးနိမ့်သွားပြီးမှန်းတည်သွားပါတယ်။သူ့ကိုလွတ်တော်မတ်ကဖုံးခေါ်ပြီးစူပူပေမဲ့သူဖုံးချပစ်လိုက်တယ်။ဒါပေမဲ့နောက်ထပ်ဖုံးလာတာကကွမ်ယူစီကဖြစ်ပါတယ်။ကွမ်ယူမှန်းတည်တော့မင်းရှင်ဆန်းစိတ်လှုပ်ရှားစွာနဲ့သူ့လုပ်ရက်ကိုချီးကျူးပြီးနောက်ဆုံးမှာတော့ကစားဖော်ကောင်းတဦးရပြီလို့ပြောပါတယ်။ရုတ်တရက်မင်းရှင်ဆန်းဟာသူ့လက်ထောက်စပွဲပေါ်မောက်လဲကျနေတာကိုတတိထားမိလိုက်ပြီးသူ့ရှို့ဝက်ခန်းထဲကိုပြေးဝင်လိုက်တယ်။တကားဖွင့်လိုက်တော့ကွမ်ယူဝင်လာပြီးသူ့ကိုထိုးကျလိုက်ပါတယ်။ရှို့ဝက်ခန်းဟာကြီးမားတဲ့ကွန်ပျူတာမှန်သားပြင်တွေဖြစ်ပြီးနိုင်ငံတော်ကင်မရာတွေကိုဟတ်နိုင်တဲ့စာပါကြီးတစ်ခုလုံးဖြစ်နေပါတယ်။ကွမ်ယူအဲ့ဒီမှာသူ့ကိုထောင်ချောက်ဆင်ထားတဲ့ဗီဒီယိုတွေအများကြီးတွေ့လိုက်ရတယ်။မင်းရှင်ဆန်းဟာသူ့ကိုစောင့်ကြည့်ခဲ့ပြီးသူ့လူတွေကကွမ်ယူရဲ့ဆံပင်တွေသုံးပြီးသားတရှူးတွေကိုအမိုက်ပုံးကနေဆူဆောင်းတာတွေပါဝင်ပါတယ်။ဒီဗီဒီယိုတွေဟာသူ့ကိုအပြစ်ကင်းကြောင်းသက်သေပြနိုင်ပါတယ်။သူ USB ကိုစာပါထဲထိုးထည့်ပြီး data တွေကိုကူးယူဖို့လုပ်ပါတယ်။ရုတ်တရက်မင်းရှင်ဆန်းကသူဟာကွမ်ယူရဲ့မိခင်တည်ဆုံးမှုမှာပါတာဝန်ရှိသူဖြစ်ကြောင်းထုတ်ဖော်ပြောလိုက်တော့ကွမ်ယူဒေါသထွက်သွားပါတယ်။ဒါပေမဲ့မင်းရှင်ဆန်းကဖုံးဖြေဖို့ပြောလိုက်တယ်။ဖုံးထဲကအတန်ကမာတော်စုဖြစ်ပြီးသူဟာကွမ်ယူရဲ့အဖွဲ့သားတွေကိုဖမ်းဆီးထားကြောင်းပြောပါတယ်။မင်းရှင်ဆန်းကကွမ်ယူကိုရွေးချယ်ခိုင်းပါတယ်။ data တွေကူးယူပြီးအပြစ်ကင်းအောင်နေမလား။ဒါမှမဟုတ်အဖွဲ့သားတွေကိုကင်မရာ data ကူးယူဖို့အနည်းဆုံးမိနစ်30ကြာမြင့်မှာဖြစ်ပြီး15မိနစ်အတွင်းမရောက်ရင်အဖွဲ့သားတွေအကုန်တင်မယ်လို့ချိန်ချောက်လိုက်ပါတယ်။နောက်ဆုံးမှာကွမ်ယူကအဖွဲ့သားတွေကိုကယ်ဖို့ရွေးချယ်လိုက်ပါတယ်။မာဒေါဆူဟာအဖွဲ့သားတွေကိုတပ်ဖို့ပြင်ဆင်နေတုန်းမီးတွေရုတ်တရက်ပြတ်သွားပါတယ်။ကွမ်ယူရောက်လာပြီးမီးဖြတ်လိုက်တာပါ။မောင်မင်းနေတဲ့အခြေအနေမှာကွမ်ယူဟာအဖွဲ့သားအလုံးကိုကယ်တင်နိုင်ခဲ့ပါတယ်။မာဒေါဆူနဲ့သူ့လူတွေကလိုက်ပါတော့တယ်။မင်းရှင်ဆန်းကရဲကိုခေါ်ထားပြီးရာနဲ့ချီတဲ့ရဲကားတွေကွမ်ယူရဲ့နောက်ကိုလိုက်တော့တယ်။ကွမ်ယူအဖွဲ့သားတွေကို TV စက်တေရှင်ကိုခေါ်သွားပြီးသူတို့ထွက်သွားဖို့ပြောပါတယ်။သူကတော့ကားမောင်းပြီးမာဒေါဆူနဲ့ရဲတွေကိုအာယုံပြောင်းပေးလိုက်ပါတယ်။အဖွဲ့သားတွေ TV စတေရှင်အဆောက်အုံထဲမှာသူတို့ဂိမ်းထဲပြူဟာတွေကိုအသုံးပြုပြီးအတားအဆီးတွေဖန်တီးကာမာဒေါဆူရဲ့လူတွေကိုချေမှုန်းကြပါတယ်။ YOU ကထိန်းချုပ်ခန်းကိုရောက်သွားပြီးမင်းရှင်ဆန်းရဲ့ရာဇဝတ်မှုတွေကို TV ကနေတနိုင်ငံလုံးကိုထုတ်လွှင့်ဖို့ပြင်ဆင်ပါတယ်။ဒါပေမဲ့မာဒေါဆူရောက်လာပြီး YOU ကိုဖမ်းလိုက်ပါတယ်။ရဲတွေလည်းအဆောက်အုံကိုဝင်စီးပြီးကြံတဲ့အဖွဲ့သားတွေကိုဖမ်းမိတော့မလို့ဖြစ်နေပါတယ်။ကွမ်ယူကားမောင်းပြီးမာဒေါဆူကိုလိုက်ကသူ့ရဲ့အကောင်းဆုံးမောင်းနေနိုင်စွမ်းတဲ့ YOU ကိုမာဒေါဆူရဲ့ကားထဲကနေကယ်ထုတ်ပြီး TV စတေရှင်ကိုပြန်ခေါ်လာခဲ့ပါတယ်။ဒီအချိန်မှာတနိုင်ငံလုံးကမီဒီယာတွေ TV စတေရှင်အဆောက်အုံစီအာယုံရောက်နေပါတယ်။ကွမ်ယူရဲကားတွေကိုတင်းထောက်တွေရှိတဲ့လူအုပ်ထဲကိုဥဆောင်သွားပြီးကားကိုရက်ကအလျင်မြန်လက်နက်ချအဖမ်းခံပါတယ်။သူ့ဖွဲ့သားတွေအဖမ်းခံနေရတော့ဦးလေးကြီးတဦးတည်းပဲပျောက်နေပါတယ်။ဦးလေးကြီးကပေါ်မလာသေးတဲ့ကျန်တဲ့အဖွဲ့သား2ဦးကိုရှာတွေ့ခဲ့ပါတယ်။မင်းရှင်ဆန်းကသူ့ချို့ဝက်ခန်းထဲကနေကွမ်ယူအဖမ်းခံရတာကိုကြည့်နေတော့ရုတ်တရက်တစ်ခုခုမားနေတာကိုသတိထားမိလိုက်တယ်။ကွမ်ယူထွက်သွားတော့ကစာပါထဲမှာဘိုင်းရောက်ထိုးသွင်းသွားပြီးဖိုင်တွေအားလုံးကိုယူသွားခဲ့ပါတယ်။ကျန်တဲ့အဖွဲ့သား2ဦးနဲ့ YOU ပူးပေါင်းပြီးအဲ့ဒီဗီဒီယိုတွေကိုတနိုင်ငံလုံးကိုထုတ်လွှင့်လိုက်ပါတယ်။ဗီဒီယိုတွေမှာမင်းရှင်ဆန်းကဘလို့ငွေကြေးချမ်းသာသူတွေစီကနေအမိန့်ယူပြီးအပြစ်မရှိသူတွေကိုထောင်ချောက်ဆင်ခဲ့ရဆိုတာအဆအဆုံးပြတ်နေပါတယ်။ဒီဗီဒီယိုတွေဟာတနိုင်ငံလုံးကဆိုရှယ်မီဒီယာတွေမှာချက်ချင်းပြန့်နှံ့သွားပါတယ်။ဗီဒီယိုတွေကြည့်ပြီးမင်းရှင်ဆန်းအခြေအနေပြတ်သွားမှန်းသိလိုက်တယ်။သူထွက်ပြေးဖို့စူးစမ်းပေမဲ့ကားစီရောက်တော့စတီယာရင်ပျောက်နေတာကိုတွေ့ရပြီးရဲတွေရောက်လာကသူ့ကိုဖမ်းဆီးလိုက်ပါတယ်။နောက်ဆုံးမှာတော့ကွမ်ယူဟာအပြစ်ကင်းတာကြောင့်လွတ်မြောက်လာခဲ့ပြီးမင်းရှင်ဆန်းကိုတော့မာဒေါဆူထောင်ချနေတဲ့ထောင်ကိုပဲပို့ဆောင်လိုက်ပါတယ်။မာဒေါဆူဟာအဲ့ဒီမှာထောင်ပေါ်အဖြစ်ဆက်ရှိနေတာကြောင့်မင်းရှင်ဆန်းကသူ့ဘဝအဆင်ပြေမယ်ထင်ခဲ့ပေမဲ့မာဒေါဆူရဲ့ပြစ်ဒဏ်ကကွမ်ယူကိုဖမ်းဖို့စူးစမ်းခဲ့တာကြောင့်နှစ်ပေါင်းများစွာတိုးသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအာဖရိကဆုံတွဲဟာအားလက်ရက်ကပြန်လာပြီးလေဆိပ်မှာသူတို့ကွမ်ယူကိုပေးခဲ့တဲ့ကားကိုတွေ့လိုက်ရပြီးအရင်ကနဲ့အတော်လေးမတူတော့ဘူးဆိုတာသတိထားမိလိုက်ပါတယ်။